စီးပွားရေးလုပ်ငန်းတွေမအောင်မြင်ရခြင်းရဲ့အဓိကအကြောင်းချက်၃ချက်ကိုကျွန်တော်ဒီနေ့မျှဝေပါမယ်ပြီးရင်အဲ့ဒီ၃ချက်ကိုကာဗာဖြစ်ဖို့အတွက်နီလန်6ခုကိုလည်းကျွန်တော်မျှဝေမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုစုပ်ထည့်အောင်ကြည့်ပေးပါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလုပ်ငန်းတစ်ခုမအောင်မြင်ဘူးဆိုလို့ရှိရင်တော်တော်များများထင်ကြတာကဒီလုပ်ငန်းကိုဥဆောင်နေတဲ့သူကမကြိုးစားလို့လားတော့ဒီလုပ်ငန်းကိုဥဆောင်နေတဲ့သူကဉာဏ်ရည်မကောင်းလို့လားပညာမရှိလို့လားဒါမျိုးကျွန်တော်တို့စဉ်းစားကြတယ်တကယ်တမ်းကျတော့အချက်၃ချက်ကြောင့်ဖြစ်ပါတယ်အဲ့တော့နံပါတ်1တစ်ချက်ကကျွန်တော်တို့ဘာလဲဆိုတော့ market မှားနေတယ်နော်ကိုဝင်ထားတဲ့ဈေးကွက်ကမှားနေတာကိုရဲ့ထုတ်ကုန်ကိုရဲ့ဝန်ဆောင်မှုနဲ့ကိုဝင်ထားတဲ့ market ကလွဲနေတာဒါအရေးကြီးတဲ့တစ်ချက်နှစ်တစ်ချက်ကတော့ကျွန်တော်တို့ဘာလဲဆိုတော့ focus မှားနေတာအဲ့တော့ဒီနှစ်ဒီလဒီနေ့မှာငါတို့ဘယ်အရာကို focus ထားရမလဲဘယ်အရာကိုအာရုံစိုက်ရမလဲဆိုတာကကျွန်တော်တို့မှားနေတာနံပါတ်3တစ်ချက်ကတော့ system မရှိနေတာเนาะကိုယ့်ရဲ့လုပ်ငန်းကစနစ်မကျနေတာအဲ့တော့ကျွန်တော်တို့ကဒီ3ချက်သာကိုယ့်ရဲ့လုပ်ငန်းမှာရှိနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းကအောင်မြင်ဖို့တော့တိတ်ကိုခက်လိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းကိုပြန်စဉ်းစားစီစစ်ကြည့်ပါအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းက market မှားနေသလား focus မှားနေသလား system မရှိဘူးလားဆိုတော့စီစစ်ပါဟုတ်ပြီစီစစ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီချက်3ချက်ကိုကာဗာဖြစ်ဖို့အတွက်အချက်6ချက်ရှိတယ်เนาะအဲ့တော့နံပါတ်1တစ်ချက်ကတော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ဒါဆိုကျွန်တော်ရဲ့ lesson တစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ rich market တွေကိုဝင်မှာချမ်းသာကြွယ်ဝတဲ့သူတွေကိုရောင်းမှာနော်အဲ့တော့ချမ်းသာတဲ့သူတွေကသူတို့ကဈေးကိုထည့်မတွက်ဘူးအဲ့တော့သူတို့အတွက်တက်တောင့်တက်တာရှိရမယ်နော်ရလက်ပြနိုင်ရမယ်မြန်မြန်ဆန်ဆန်သူတို့အတွက်ဝန်ဆောင်မှုပေးနိုင်ရမယ်အဲ့ဒါသူတို့ကိုနော်အဲ့တော့ငွေတွေပိုရှာပေးနိုင်တာပဲဖြစ်ဖြစ်နော်သူတို့ရဲ့ status လို့ခေါ်တဲ့သူတို့ရဲ့နော်ဒီဂုံတစ်ခုတက်ဖို့ပဲဖြစ်ဖြစ်သူတို့ရဲ့ငွေတွေကို save လုပ်နိုင်ဖို့ပဲဖြစ်ဖြစ်အဲ့ဒီ product အဲ့ဒီထုတ်ကုန်ကအသုံးထည့်ပြီဆိုလို့ရှိရင်တို့ကမဖြစ်မနေဝယ်တယ်ဒါကြောင့်မို့ကျွန်တော်ကတော့ rich market ကိုသွားစီခြင်းတယ်အဲ့တော့ poor market ကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့က volume ပေါ်မှာအခြေခံပြီးတော့မှအများကြီးရောင်းအောင်မှကြိုက်တာ哦เนาะအဲ့တော့ middle market ကိုတော့မသွားပါနဲ့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်ပြောခဲ့ပြီး middle market ဆိုတာကကျွန်တော်တို့ကိုယ့်အတွက်ဒါမကောင်းတဲ့နေရာပဲဆိုတာကျွန်တော်ပြောခဲ့ပြီးအဲ့တော့နံပါတ်1 lesson ကနံပါတ်1တစ်ချက်ကကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ priority မရှိကြတာလုပ်ငန်းတွေမှာအဲ့တော့ priority ဆိုတာဘာလဲဦးစားပေးเนาะအဲ့တော့လုပ်ငန်းရှင်တွေတင်တန်းတွေတက်တယ်စာအုပ်တွေဖတ်တယ်အတွေ့အကြုံတွေယူတယ်သူ့မှာ information တွေပြည့်နေတယ်ဒါပေမဲ့ priority မရှိနေတာ priority ဆိုတာကဒီလမှာငါဘာဦးစားပေးပြီးတော့မှလုပ်မယ်ဒီ quarterly ဒီ3လမှာငါဘာတွေကိုငါဦးစားပေးပြီးတော့မှလုပ်မယ်အဲ့ဒီ priority ကအသိကိုအရေးကြီးတယ်အဲ့ဒီ priority မရှိဘဲနဲ့ရှောက်လုပ်နေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ business ကရှေ့ရောက်မှာမဟုတ်ဒီကျွန်တော်တို့က priority အရေးကြီးတယ်နော်ဒီတစ်လအတွင်းမှာငါတို့က revenue နော်ဝင်ငွေဘယ်လောက်ရှိရမယ်ပြီးရင်ငါတို့ရဲ့လုပ်ငန်းကိုဒီ follower ဘယ်လောက်ရှိရမယ်နော်ဘယ်လောက်ဖို့ရောင်းရမယ်ဘယ်လောက်မြင့်ရမယ်ဆိုတဲ့ priority တွေကျွန်တော်တို့ကထားဖို့လိုတယ်ဒါဒီအရေးကြီးတယ်နံပါတ်3တစ်ချက်ကတော့ကျွန်တော်တို့တိတ်ကိုအရေးကြီးလာပြီအဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းမှာ rules တွေစီမင်းစည်းကမ်းတွေတိတ်များလာပြီဆိုလို့ရှိရင် talent လို့ခေါ်တဲ့ဝန်ထမ်းတွေကနည်းပြီဘာကြောင့်လဲဆိုတော့စဉ်းစားကြည့်နေကျွန်တော် company တစ်ခုမှာ rules တွေအများကြီးပဲဟိုကမလုပ်နဲ့ဒီဟာမလုပ်နဲ့ဟိုမသွားနဲ့ဒီမသွားနဲ့ဟိုလူနဲ့စကားပြောနဲ့ဒီလူနဲ့စကားမပြောနဲ့ဟိုအရာကမလုပ်ရဘူးဒီအရာမလုပ်ရဘူးဆိုတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ rules တွေအများများတဲ့အခါမှာ smart people တွေတိတ်ကိုတော်တဲ့သူတွေကအဲ့လိုငါမလုပ်နိုင်မလုပ်ချင်အဲ့တော့စီးမင်းမရှိရဘူးလို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะတအားမများနဲ့လို့ကျွန်တော်ကပြောတာအဓိကကကျွန်တော်တို့ကကိုယ့်ရဲ့ဝန်ထမ်းတွေကို control လုပ်မှာလားเนาะထိမ့်မဲ့ထိမ့်ချုပ်နေမှာလားဒါမှမဟုတ် direction ပဲပေးမှာလားเนาะငါတို့ကဒီကိုသွားနေရเนาะဒီလမ်းကြောင်းကိုသွားနေတာเนาะဒီကိုသွားရအောင်တော့ဆိုတဲ့ direction နဲ့ထိမ့်မှာလားထိမ့်ဖို့လိုတယ်ပြောရမယ်ဆိုရင်တော့ rule စီမင်းစည်းကမ်းတွေနဲ့မထိမ့်မဲ့နဲ့ဘာလို့ရမှာလဲဆိုတော့ standard တွေနဲ့ထိမ့်ငါတို့ရဲ့ company เนาะကျွန်တော်ရဲ့ alloy ရဲ့ future မှာဆိုလို့ရှိရင်ဆရာတို့ရဲ့ standard ကဒါเนาะဆရာတို့စံချိန်စံညွှန်းစံတက်မှတ်ထားတဲ့အရာဒီအရာเนาะဒီအရာကိုဆရာတို့ပြည့်မြင်ပြီးရောအဲ့ကျွန်တော်ဝန်ထမ်းတွေဆိုလို့ရှိရင်တချို့တွေ work from home လုပ်ကြတယ်တချို့တွေရုံးတက်ကြတယ်ဒါပေမဲ့ rules တွေအများမများဘူးအဲ့တော့သူတို့ဒါတက်မှတ်ထားဒါလေးလုပ်ပြီးရပြီဆိုတာမျိုးကျွန်တော်အရေးကြီးပါတယ်နောက်တစ်ခု number 4တစ်ချက်ကတော့ကျွန်တော်တို့တိတ်ကိုအရေးကြီးတယ်အဲ့ဒါပါလဲဆိုတော့ကိုက bigger မဖြစ်ရင် better ဖြစ်ဖို့လိုတယ်เนาะ bigger ဆိုကိုကအကြီးကြီးမဟုတ်ဘူးဆိုလို့ရှိရင်ပိုကောင်းတဲ့လူဖြစ်ဖို့လိုတယ်ပိုကောင်းတဲ့ company ဖြစ်ဖို့လိုတယ်เนาะတချို့တွေမြင်ဖို့လေမှာ office ကအကြီးပဲဝန်ထမ်းတွေကလည်းအများကြီးပဲ branch တွေအများကြီးဖွင့်ကျင်တယ်ဒါပေမဲ့ system မကောင်းသေးရင်လုပ်ငန်းပိုကြီးလေပြဿနာကပိုကြီးလေပဲကြောင့်မို့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ better ဖြစ်ဖို့လိုတယ်ပိုကောင်းတဲ့ကုမ္ပဏီဖြစ်ဖို့လိုတယ်ပိုကောင်းတဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေထုတ်နိုင်ဖို့လိုတယ်ကြောင့်မို့ကျွန်တော်တို့က process ကိုအကောင်းဆုံး create လုပ်ပြီးရင် product တွေကိုအကောင်းဆုံး create လုပ်
ပြီးရင် people လူတွေကိုအကောင်းဆုံး create လုပ်ဒါဆိုလို့ရှိရင် process product people 3P ကိုအခြေခံတာဖြစ်တဲ့အတွက်တို့တော့ပိုကောင်းတဲ့လုပ်ငန်းကြီးဖြစ်လာမှာအဲ့တော့အဲ့ဒီ 3P ခိုင်မာပြီဆိုမှ scale လို့ပေါ့ချဲ့ပေါ့နံပါတ်5ကတော့တိတ်ကိုအရေးကြီးတယ်အဲ့ဒါဘာလဲဆိုတော့တို့က brand လို့ခေါ်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တစိတ်ဒီအကြီးဆုံးသော biggest assets ဖြစ်တယ်ပိုင်ဆိုင်မှုဖြစ်တယ်เนาะကြောင့်မို့ကျွန်တော်တို့က brand ဆိုတော့ logo ကိုပြောတာမဟုတ်နာမည်ကိုပြောတာမဟုတ် brand means trust brand ဆိုတာကယုံကြည်မှုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲကိုယ့်ရဲ့ brand ကိုတိစောက်ဖို့လိုတယ်เนาะကျွန်တော်ဆိုလို့ရှိရင်လည်းအခုညံလင်းအောင် unlock your future ဆိုတဲ့ brand ကိုတိစောက်ထားတဲ့အခါမှာ brand ကကျွန်တော်ရဲ့ big assets ပဲဘာတင်တန်းဖွင့်လူတွေပြည့်နေတာเนาะအခုဆိုလို့ရှိရင်လည်းကျွန်တော် SPS เนาะဒီတင်တန်းဖွင့်ထားတယ်เนาะအဲ့တော့ SME business SME business system နော် SIM လို့ခေါ်တဲ့ stock investment mastery stock တင်တန်းခုနတင်တန်းကတော့ကျွန်တော်တို့ကစီးပွားရေးတွေစနစ်ချဖို့တင်တန်းနောက်တစ် PBR နော် PBR ဆိုတဲ့စက်တူလုပ်ငန်းဆိုင်ရာစီးမင်းမြတ်တင်တန်းဒီတင်တန်းကျွန်တော်3ခုကျွန်တော်ပတ်ဖွင့်နေတယ်ဖွင့်လိုက်တဲ့လူကပြည့်တယ်တစ်ခါတလေမှကျွန်တော် ads တွေ run ရတယ် Facebook ပေါ်မှာလူတွေကကျွန်တော်ရဲ့တင်တန်းတွေကိုကျွန်တော်ကိုမမြင်တာမဝယ်တာမြင်တန်းဝယ်တာကြောင့်မို့ကျွန်တော်တို့က brand တစ်ခုတိစောက်ဖို့လိုတယ်ဒါ brand တိစောက်တဲ့အခါမှာအချိန်တော့ပေးရတယ်ဒီတိုင်းတော့ကျွန်တော်တို့မရအောင်เนาะကြောင့်မလို့ကျွန်တော်ပြောချင်တာဒီပါလဲဆိုတော့ကိုယ့်ရဲ့ brand ကိုကောင်းကောင်းတည်ဆောက်ဖို့လိုတယ်ဒါကကျွန်တော်ခုနကလုပ်ငန်းတစ်ခုတွေလုပ်ငန်းတွေကိုပျက်စီးစေမယ့်အချက်3ချက်ကိုကျွန်တော်ကာမဖြစ်မယ့်အရာတွေပြောပြနေရเนาะအဲ့တော့နောက်ဆုံးတစ်ချက်ကတော့တိတ်ကိုအရေးကြီးတယ်နံပါတ်6တစ်ချက်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ငွေကြေးတွေကိုစနစ်ချထားဖို့လိုတယ် money system ချဖို့လိုတယ်ဝင်ငွေတွေဘယ်ဟာဝင်နေလဲဘာကြောင့်ဝင်နေသလဲเนาะအဲ့တော့ဘယ်လောက်ထွက်နေသလဲဘာကြောင့်ထွက်နေသလဲအဲ့တော့အဲ့ဒီငွေတွေကိုဘယ်လို cost control လုပ်ရမလဲ profit တွေကဘယ်လိုရှိနေလဲဒီ money system ကိုကျွန်တော်တို့ကကောင်းကောင်းကြီးတည်ဆောက်ထားဖို့လိုတယ်ဒါမှသာလျှင်ကိုကဘယ်လောက်ဝင်နေဘယ်လောက်ထွက်တယ်ဘယ်လောက်မြင့်တယ်ဆိုတာကျွန်တော်တို့ကသိရဒါကတော့ကျွန်တော်တို့ဗာလဲဆိုတော့လုပ်ငန်းတစ်ခုမကြရှုံးဖို့အတွက်မဖြစ်မနေလုပ်ငန်းရှင်တွေအနေနဲ့လှုပ်ဆောင်ရမယ်အချက်6ချက်ဖြစ်ပါတယ်เนาะအဲ့တော့ဒီအချက်6ချက်ကိုကျွန်တော်တို့ cover လုပ်မယ်ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကကြရှုံးမှုအတွက်ခဲရမှာလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းစနစ်ကျဖို့เนาะဒီအချက်တွေအားလုံးလိုက်နာဖို့အတွက်ကိုယ်တိုင်မလုပ်နိုင်သေးဘူးဆိုလို့ရှိရင်တော့ဒီလာထဲမှာပဲကျွန်တော်ရဲ့ SME business system တင်တန်းရှိတယ်အဲ့ဒီတင်တန်းကလုပ်ငန်းရှင်တွေအတွက်ပဲကျွန်တော်နဲ့အတူတူ7 weeks ခုနှစ်ပတ်တိတိသွားမယ်တစ်ပတ်ကိုကျွန်တော်တို့ကညနေ9:00နာရီနေပြီးည10:00နာရီထိအောင်3:00နာရီကျွန်တော်တို့သွားမယ်ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့လုပ်ငန်းတွေပေါ်မှာအခြေခံပြီးတော့မှအားလုံးsharing ကျွန်တော်လုပ်သွားမယ်။ဒါကြောင့်ဒီတင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ comment မှာ SPS လို့ရေးခဲ့လို့ရတယ်လို့ message box ကနေပြီးတော့လေ SPS တက်ချင်ပါတယ်ပြောပါအဲ့ဒါဆိုလို့ရှိရင်တော့ဒီတင်တန်းတက်ရောက်ခွင့်ရပါလိမ့်မယ်။ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိတော်လေးဖြစ်ပါစေ